အခုလိုမျိုးပုံစံလေးပါအခုလိုမျိုးပုံစံလေးကိုသုံးပတ်တန်လေးစဆွဲပြပေးမယ်နော်ကိုဆွဲနေကြကိုသုံးနေကြကိုရဲ့မူလအခြေခံပတ်တန်တစ်ခုကိုထောက်ထားပေးပါနော်ထောက်ထားပြီးလို့ရှိရင်ပထမဦးဆုံးအနေနဲ့သုံးစဆွဲရမှာကဒီလိုမျိုးလက်ပင်ဆိုရင်လက်ပင်အကျယ်3လမ်းမှဖောက်မယ်ရှေ့ကြလက်ပင်ကိုကြာလေးခွဲလေးဖောက်ပေးပါနော်အဲ့ဒီလက်ပင်အကျယ်လေးသုံးလို့အဲ့ဒီလက်ပင်အကျယ်လေးသုံးအရင်ဖြည့်လိုက်မယ်နော်ဒီလေးကိုကြာတော့3လမ်းမှဖောက်မယ်ရှေ့ကြလက်ပင်ကိုကြာတော့သုံးလို့4ခွဲလေးဖောက်မယ်နော်လေးရတယ်၄ခွဲလေးရတယ်နော်အဲ့မှာရှေ့ကြလက်ပင်ကိုကြာတော့၄ခွဲလေးဖောက်လိုက်မယ်လက်ပင်လေးကိုအရင်ဖောက်လိုက်မယ်နော်ရှေ့ကြလက်ပင်လေးကိုအရင်ဖောက်လိုက်ပါမယ်မဆိုရင်ရှေ့ကြလက်ပင်လေးခွဲလေးကိုအခုလိုမျိုးပဲလက်ပင်လေးအရင်ဖောက်လိုက်မယ်နော်မဆိုတော့ရုံးဆောင်နေတဲ့လက်ပင်လေးအရင်ဖောက်လိုက်ပြီနော်ဒါဆိုရင်ရှေ့လက်ပင်လေးရတော့ပြီလက်ပင်ရပြလို့ရှိရင်ဓာတ်လေးသုံးစင်စားတော့မယ်နော်သူသွားထားတဲ့ဓာတ်ကဘာဓာတ်လေးလေးကြည့်မယ်ဒါဆိုသူသွားထားတဲ့ဓာတ်ကကြာဒီမှာသူနော်သူရဲ့လက်ပင်အမှတ်ကနေလက်ပင်အကျယ်အမှတ်ကနေရင်ဓာတ်ဆွဲတာမဟုတ်ဘူးနော်သူကကြာဘလို့ယူထားတဲ့ဆိုတော့ဒီလက်ပင်အကျယ်အမှတ်ကနေဒီအလဲကိုပဲစင်စားနော်ပတ်တန်ကတစ်ချမ်းစာပဲဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ပတ်တန်ပုံကြည့်တဲ့အခါကျရင်တစ်ချမ်းစာပဲကြည့်မယ်ဆိုတော့သူရဲ့လက်ပင်အကျယ်လေးတွေ့လားဒါမှလက်ပင်အကျယ်အမှတ်ကနေဒီမှာသူရဲ့တောက်တွေ့လားလက်ပင်အကျယ်အမှတ်ကနေရင်ဓာတ်ဆွဲတာမဟုတ်လက်ပင်ကျဲမှတ်ကနေရင်တောက်လေးသူဆွဲတာမဟုတ်ဘူးသူကကြာလက်ပင်လေးကိုဒီအလဲမှတ်နေပေါ့နော်ကိုထဲရဲ့ဒီအလဲနဲ့ဒီလက်ပင်အကျဲလေးကိုတဝက်ဝက်ပြီးတဝက်ဝက်ထားတဲ့အမှတ်နဲ့တာတဝက်ဝက်ထားတဲ့အမှတ်နဲ့သူကရင်တောက်ဆွဲတာဒါလေးပါပြောချင်တာကကြတော့သူရဲ့လက်ပင်ပုံကဒီအမှတ်နဲ့ဒီအမှတ်လေးကိုတုံးတဝက်ဝက်ပြီးတဝက်ဝက်ထားတဲ့တန်ဖိုးနဲ့ဒီရင်တောက်နဲ့ဆွဲထားတာဒီတဝက်မှမဟုတ်ပေါ့နော်ကိုပဲနေရလို့ချင်တယ်ယူလို့ရတယ်ကိုပဲလောက်အခွဲလေးလို့ချင်တယ်ပေါ့နော်ယူလို့ရတယ်ဒီကကြတော့တုံးဒီအလဲမှတ်ကနေဒီအခွဲလေးပလလို့ချင်တယ်ဒီအလဲမှတ်ကနေဒီဘေးကိုပလခွဲချင်တယ်ပလလို့ချင်တယ်ယူလို့ရတယ်ဒီလည်းဘယ်နေရပေါ့နော်ဘယ်နေရပဲဖြစ်သူတို့ဘလို့ပဲယူလို့ရတယ်ဒါဆိုရင်ကိုချိန်လို့မတက်လို့ရှိရင်ဘယ်လောက်ချိန်ရမလဲဆိုကိုချိန်လို့မတက်လို့ရှိရင်သူတို့ဒီမှာဆို6စာလေးစိတ်ဖဲ့မယ်နော်ပကုံး6စာလေးစိတ်ဖဲ့လို့ရှိရင်ဒါလေးကိုတဝက်ဝက်ထားတဲ့တန်ဖိုးအတိုင်းပဲယူဒါဆိုရင်ကိုချိန်လို့မတက်လို့ရှိရင်နော်လေးမှာပဲရှိနေတာလေးပါပဲနော်ဒါဆိုရင်ဒီအမှတ်ကနေရင်သားမျက်နှာကြောင်ဆွဲမယ်ဒါသူသားကကြာဒီလိုမျိုးတောင်းသွားတာလေးပါ对啦，ဒီလိုမျိုးတောင်းမယ်ဆိုရင်တို့ရင်တောက်စားစရာမလိုအဲ့မှာဆိုရင်သူလိုချင်တဲ့တောင်းလေးရတော့ပြီတွေ့လားဒီမှာတောက်တကြောင်လေးတုံးဆွဲလိုက်ပြီတောက်တကြောင်ဆွဲပြီးလို့ရှိရင်ဒီမှာတောက်တကြောင်လေးဆွဲလိုက်ပြီဆွဲပြီးလို့ရှိရင်နောက်တစ်ချက်ဒီရှေ့လေးဘင်းလေးတုံးဖောက်တော့မယ်နော်ဒီမှာတောက်တကြောင်ဆွဲပြီးနော်ဆွဲပြီးလို့ရှိရင်ဒီရှေ့ကြလေးဘင်းလေးတုံးစားဖောက်တော့မယ်နော်ဒီရှေ့ကြလက်ပင်လေးသွန်းစားဖောက်တော့မယ်အဲ့ဒီရှေ့ကြလက်ပင်လေးကကြာဘလို့ဖောက်လဲဆိုတော့ဇိုင်းလေးကိုသုံးပုံမယ်အဆောပုံလေးကိုမြင်းတစ်ကြောင်ထားမယ်နော်ဒါရှေ့ကြလက်ပင်လေးသွန်းဖောက်ပြီးမဆိုရင်ဇိုင်းလေးကိုသုံးပုံလိုက်ပါမယ်ရှေ့ကြလက်ပင်လေးသုံးဖောက်နေပါပြီနော်ဇိုင်းကိုသုံးပုံလိုက်ပါမယ်အဆောပုံလေးကိုကြတော့သုံးဒီမြင်းလေးမလို့ဘူးသုံးလို့ခဲတန်နဲ့ပဲအရင်ဆွဲမယ်နော်ရှေ့ကြလက်ပင်လေးကိုဇိုင်းကိုသုံးပုံလို့ရှိရင်အဆောပုံလေးကိုမြင်းတစ်ကြောင်ထားပြီးမြင်းတစ်ကြောင်ထားတဲ့အမှတ်ကနေအောက်ကိုတလက်မလေးဆင်လို့ရတယ်လို့တလက်မခွဲလေးဆင်လို့ရပါတယ်သုံးဆိုတလက်မခွဲပဲကြိုက်တယ်လေပင်နဲ့ပဲကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တလက်မခွဲပဲသုံးဆင်လိုက်မယ်နော်အမှတလက်မခွဲဆင်ပြီးလို့ရှိရင်နော်တလက်မခွဲစင်းပြီးနော်ဒီမှာဆိုတော့ဒီအမှတ်လေးရပြီရှေ့ကြလက်ဘင်းကိုကြာဒီအမှတ်နဲ့သွားမယ်နော်ရှေ့ကြလက်ဘင်းကိုကြာဒီအမှတ်နဲ့သွားမယ်ဂျိုင်းကိုတောင်းမပေါလို့ရှိရင်အဆောင်းပုံလေးကိုမြင်းတစ်ချောင်းဆွဲမယ်လက်ဘင်းကြာချယ်မြင်းကနေအောက်ကိုတလက်မခွဲလေးစင်းမယ်ဒါဆိုရှေ့ကြလက်ဘင်းကိုကြာတော့ဒီအမှတ်နဲ့သွားမယ်နော်ရှေ့ကြလက်ဘင်းကိုကြာတော့တုံးလို့ဒီအမှတ်နဲ့သွားမယ်နော်ဒါဆိုရင်ဒီအမှတ်နဲ့သွားဒါဆိုရှေ့ကြလက်ဘင်းအနဲ့လေးတုံးလို့ရသွားပြီဆိုတော့နောက်တစ်ချက်ဖြည့်ရမယ်ဆိုတော့အဲ့ဒီရှေ့ကြလက်ဘင်းအမှတ်ကနေသူလိုချင်တဲ့လက်ဘင်းအဆောင်းလေးတွေ့လားအဲ့လိုမျိုးဆောင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆိုရင်ဒီလက်ဘင်းကြာချယ်မြင်းနဲ့ဘင်းကြာချယ်မြင်းနဲ့တုံးလို့ဆက်လိုက်မယ်သူလိုချင်တဲ့လက်ဘင်းကကြာတော့ဆောင်းပုံစံလေးဖြစ်တဲ့အတွက်ကြောင့် V ပုံစံလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအမှတ်နှစ်မှတ်ကိုတုံးလို့ဆက်လိုက်မယ်သူလိုချင်တဲ့လက်ဘင်းအရာတုံးဆက်လိုက်တာရလာဒါဆိုရင်အခုလိုမျိုးသူလိုချင်တဲ့လက်ပင်လေးရသွားပြီတွေ့လားလက်ပင်အပိုက်အပြားလေးကကြတော့ကိုပလောက်လိုချင်တဲ့ယူလို့ရတယ်ဒါဆိုရင်တုံးတော့တလက်မခွဲအပြားလေးယူမယ်နော်တလက်မခွဲတုံးမဟုတ်တလက်မနဲ့နှစ်ဆိုင်ကြိုက်တာယူလို့ရတယ်နော်အမှဆိုရင်တုံးတော့တလက်မနဲ့တလက်မနဲ့နှစ်ဆိုင်လေးထောင်းလိုက်မယ်နော်တလက်မနဲ့နှစ်ဆိုင်လေးထောင်းလိုက်မယ်ဒီမှာဆိုရင်အဲ့ဒီအပတ်ပြားလေးကိုကြတော့တလက်မနဲ့နှစ်ဆိုင်လေးထောင်းလိုက်မယ်အကယ်၍ကိုဆွဲလို့ရှိရင်တလက်မခွဲဆိုရင်လည်းရတယ်နော်ဒီမှာဆိုမှာဆိုသူလိုချင်တဲ့ကော်လန်အပတ်လေးတွေ့လားဒီမှာဆိုသူလိုချင်တဲ့ကော်လန်အပတ်လေးတုံးဖြည့်လိုက်ပြီတွေ့လားဒီဇိုင်းပုံစံအရာရင်ပေါင်းမဟုတ်လားရင်ပေါင်းနဲ့တွားထားတာလေးမဟုတ်လားဒီလဲစန္ဒာမြင်းကနေဒီဘက်ကိုတွားထားတာလေးပါသူ့ရဲ့လက်ပင်အမှတ်ကနေသူ့ရဲ့လက်ပင်အမှတ်ကနေဟိုဘက်ထောက်ကိုတွားထားတာလေးပါပြောမဆိုရင်ပေါင်းဒီဇိုင်းပုံစံလေးပါရင်ပေါင်းဒီဇိုင်းပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့တုံးရင်ပေါင်းထောက်စာလေးထောက်မှာပေါ့နော်ဒါလို့တစ်ခုကိုယူပြီးဒီနေရာလေးမှာတိုက်နှက်ကပ်ပေးပါရင်ပေါင်းထောက်စာလေးယူဖို့အတွက်နော်အားကလည်းဘင်းလို့လည်းလှည့်စုနေလိုက်မယ်ရလာဒါဆိုရင်ပုံတော့စာလေးထောက်ပြီးလို့ရှိရင်ဖြားလိုက်မယ်ဖြားလိုက်ပြီးလို့ရှိရင်ဒါဆိုရင်တုံးဆောင်းနာကလက်စုနေလိုက်ခဲ့တဲ့အရာအတိုင်းပဲပြန်ဖော်မယ်နော်ပုံပေးတယ်နဲ့တာမယ်နော်ရလာဒီမှာဆိုရင်ရင်ပေါင်းတော့စာလေးနော်ဒီမှာသူ့ရဲ့ရင်ပေါင်းတော့စာလေးဆောင်းနာတုံးလိုက်စုနေလိုက်ခဲ့တဲ့အတိုင်းပဲရင်ပေါင်းတော့စာလေးတုံးခဲ့တာနဲ့ပဲတားလိုက်မယ်နော်နောက်မှတုံးလိုချင်တဲ့အပိုင်းလေးကိုပြန်ပိုင်လို့ရှိရင်ညမှာနော်မဆိုရင်တုံးတော့လဲစုနေလိုက်ခဲ့တဲ့အတိုင်းပဲအရာလေးပြန်ဖော်လိုက်ပြီးတွေ့လား
မဆိုလိုက်စုနဲ့လိုက်ခဲ့တဲ့အရာအတိုင်းပဲသုံးပြန်ဖော်လိုက်ပြီနော်ရလားဒီထိရပြီနော်ဒါဆိုရင်တော့ဆက်သွားမယ်ရင်ဘောတော့စာနဲ့ထောက်ပြီးလို့ရှိရင်နောက်တစ်ချက်နဲ့ဆက်သွားရမှာကကြတော့ရင်ဘောတော့စာနဲ့ထောက်ပြီးနော်သူလိုချင်တဲ့ရင်ဘောတော့ဆိုင်ကကြတော့ဒီလိုမျိုးအောက်ကလည်းပင်အဝီအဆောင်လေးကိုကြတော့အောက်ကလည်းပင်ဝီအဆောင်အတိုင်းပဲစွန်ဆက်ဆွဲလိုက်ရုံပဲသူလိုချင်တဲ့ရင်ဘောတော့ဆိုင်ကြည့်နေတာလေးပါနော်သူလိုချင်တဲ့လည်းပင်ဒီဇိုင်းလေးကကြတော့အဲ့ဒီဝီအဆောင်လေးကိုကြတော့ဒီဝီအဆောင်အတိုင်းပဲသူဆက်ပြီးတော့ဒီရင်ဘောလေးကိုဆက်ဆွဲသွားတာလေးပဲနော်ဒီအချက်လေးဖြည့်မယ်နော်အဲဆိုသူလိုချင်တဲ့လည်းပင်ရင်ပေါင်းဒီဇိုင်းလေးကကြတော့ဒီဘက်ကသုံးဖတ်ခဲ့တဲ့ level ဒီဇိုင်းပတ်တန်အတိုင်းပဲဒီလိုမျိုးစောင်းပြီးတော့ယူသွားတာလေးပါဒီလိုမျိုးစောင်းပြီးတော့ယူသွားတာလေးပါနော်အဲ့လိုမျိုးစောင်းပြီးလို့ရှိရင်ပဲဆက်သွားမလဲဆိုကြည့်မယ်အဲ့လိုမျိုးစောင်းဆင်းပြီးလို့ရှိရင်ထဲတာအတိုင်းပဲနော်ဒီဘက်ကဒီဘက်ကသွားတဲ့ဟုတ်လားဒီဘက်ကသွားတဲ့တာအတိုင်းပဲ white ပြီးတော့ယူသွားတာလေးပါပြောမှဆိုရင်ဒီတာပေါ့နော်ဒီဘက်တာကသွားခဲ့တဲ့ဒီကိုထဲတာသွားတဲ့အဝိုက်အတိုင်းပဲတုံး white ပြီးတော့ယူသွားတာလေးပါနော်ဟမ်မဆိုရင်ဆနာတုံးလိုက်စုနဲ့လိုက်ခဲ့တဲ့အတိုင်းပဲယူမယ်နော်ဆနာတုံးလိုက်စုနဲ့လိုက်ခဲ့တဲ့အတိုင်းပဲယူပါမယ်မဆိုဆနာတုံးလိုက်စုနဲ့လိုက်ခဲ့တဲ့အရာအတိုင်းပဲအပေါ်ဝင်နဲ့တက်ရလားနောက်ပြီးရင်တာလေးကိုဆက်ဒါဆိုသူလူချင်းနဲ့ရင်ပုံဒီဇိုင်းလေးဒီလိုမျိုးပါနော်ဆနာတာကိုထဲသားရဲလိုက်စုနဲ့လိုက်ခဲ့တဲ့အတိုင်းပဲပုံတက်သွားတာလေးပါနော်ချင်းတဲ့အခွဲကားကြတော့ဒီနေရာအထိပေါ့နော်အမှဆိုရင်တုံးတို့တလက်မပိုင်းလို့ရှိရင်တုံးတို့အခွဲကားလေးလောက်လိုက်မယ်သူအခွဲကားလို့ချင်းလို့ရှိရင်တုံးတို့ပတန်လေးကိုခွဲပြီးလို့ရှိရင်တုံးတို့အဲ့ဒီအခွဲကားကိုပြန်စားသွင်းလို့ရှိရင်သူ့လိုမျိုးပဲအတူအဖက်လေးလောက်မယ်နော်ဒီအပေါ်မှတ်ကနေဒီမှာဆိုတလက်မအဲ့လိုမျိုးကိုပလာအတူလေးလို့ချင်းလဲကိုပလာအခွဲကားလို့ချင်းလဲယူလို့ရတယ်ပုံသေးဆိုတာမရှိပါဘူးနော်ဒီမှာဆိုတုံးတို့တလက်မဒါမှမဟုတ်ဆိုရင်လဲတလက်မခွဲရတယ်မမစ်ဆက်ကြယူလို့ရတယ်နော်တလက်ဒီမှာဆိုရင်တုံးဖြည့်လိုက်မယ်နော်မဆိုတလမယူလို့ရှိရင်ဒီလိုမျိုးအခွဲကားလေးလောက်လိုက်မယ်နော်ရလားသူအခွဲကားလိုချင်လားသူအခွဲကားလိုချင်လို့ရှိရင်အခွဲကားလေးသူတို့စားသွင်းလိုက်ရုံပဲအကယ်၍သူအခွဲကားမလိုချင်လို့ရှိရင်အခွဲကားမထည့်နဲ့သူလိုချင်တဲ့ဒီဇိုင်းပုံစံအတိုင်းပဲသူတို့တွားလိုက်ရုံပဲနော်ရလားဒါဆိုရင်သူတို့ဆွဲလိုက်ပြီးတွေ့လားဒါဆိုရင်အခုကိုဆွဲထားတဲ့ပုံစံလေးကြိုက်တယ်ဆိုရင်တွန်းဆော့ပန်နဲ့ပြန်ဆွဲမယ်ပြင်ပေါင်းဒီဇိုင်းလေးကကြတော့အခွဲကားလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တုံတို့အခွဲကားဒီမြင်းလေးတွန်းဆွဲခဲ့တဲ့မြင်းလေးကိုတုံတို့ညှပ်ပြီးလို့ရှိရင်အခွဲကားလောက်လိုက်ရုံပဲရလားဒါဆိုရင်ရတော့ပြီနော်ဒါဆိုရင်ရတော့ပြီဒါဆိုရင်ဒီရင်ပေါင်းအပိုင်းဒီရင်ပေါင်းရဲ့ဒီအောက်အပိုင်းလေးရတော့ပြီဒါဆိုရင်ဒီအပေါ်ပိုင်းလေးဆက်ကြည့်မယ်နော်ဒီအပေါ်ပိုင်းလေးဆက်ကြည့်မယ်သူလိုချင်တဲ့ကော်လန်အပေါ်ကတွေ့လားသူလိုချင်တဲ့ကော်လန်အပြားလေးကဒီမှာတွန်းဆွဲထားပြီးတာသူရဲ့လက်ပင်အဝိုက်အတိုင်းပဲတုံတို့ဒီမှာဆွဲမယ်ဆွဲပြီးလို့ရှိရင်အောက်မှာဆိုရင်လည်းတုံတို့ဒီထိယူလိုက်ရုံပဲနော်ဒီမှာတွန်းဆွဲထားတာရှိတယ်ဒီမှာတွန်းဖြည့်လိုက်မယ်ရလားနော်ဒီမှာဆိုရင်သူရလက်ပင်အပေါ်မှာသူရလက်ပင်အဝိုင်းဒီမှာဆိုသူရလက်ပင်အဝိုင်းသုံးဖြည့်ပြီးနောက်ပြီးရှင်အောက်မှာဆိုရင်သူရဲ့ကော်လန်အပြားလေးကိုကြတော့ကိုပလာယူရှင်လဲဒီမှာယူလို့ရတယ်